မြန်မာနိုင်ငံကပေါ်ကားတွေရဲ့ထုတ်လုပ်နေချိန်မှာထိုင်းရောက်မြန်မာတွေရဲ့ဘဝကိုအကောင်းဆုံးထင်ဟပ်ပြနိုင်ခဲ့တဲ့ထိုင်းဇလန်တွေမြန်မာနိုင်ငံကရုပ်ရှင်လောကမှာအိမ်တော်ရေးဇလန်တွေနဲ့ပေါ်ကားတွေပဲကြီးစိုးလာချိန်မှာထိုင်းဇလန်တွေတခုကတော့မြန်မာနိုင်ငံမှာရောထိုင်းရောက်မြန်မာတွေကြားထဲမှာပါနာမည်ကြီးနေပါတယ်ဒီ EV Lawyer ဆိုတဲ့ဒီဇလန်တွေကမြန်မာနိုင်ငံကအရိုက်ကူးထားတာမဟုတ်ဘဲအိမ်နေချင်းထိုင်းနိုင်ငံကနေရိုက်ကူးပြီးတော့ Netflix ကနေတဆင့်ထုတ်လွှင့်ပြသထားတာဖြစ်ပါတယ်မြန်မာလူမျိုးတွေရဲ့ဘဝကိုသူတစ်ပါးကပြည်ပြင်းအောင်ရိုက်ပြသွားနေတာကြောင့်ချီးကျူးနေကြချိန်မှာမြန်မာဘောကားတွေကိုတော့မြန်မာတွေကိုယ်တိုင်အားမလို့အားမရဖြစ်နေကြပါတယ်။မြန်မာနိုင်ငံကအမှုပညာရှင်တွေကမရေရတဲ့ဟာသားတွေကိုအများအပြားရိုက်ကူးနေပြီးတော့ Netflix ကနေထုတ်လွှင့်လိုက်တဲ့ဒီထိုင်းဇလန်တွေကတော့ထိုင်းနိုင်ငံမှာတွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကြမ်းတမ်းပုံကိုရိုက်ကူးပြသထားတာပါ။ဇလန်ထဲမှာမြန်မာတွေရဲ့နေ့စဉ်ဘဝကိုတရုပ်ဖော်ထားပြီးတော့မြန်မာစကားတွေကိုထည့်သွင်းအသုံးပြုထားပါတယ်။မြန်မာလူမျိုးတွေရဲ့အသေးဆွဲအစားအစာတစ်ခုဖြစ်တဲ့မိုဟင်းကားကိုပါဇက်ကွက်ထဲမှာအသေးချာထည့်သွင်းရိုက်ကူးထားတာအော်ချီကျူးစရာပါ။ဒီဇလန်တွေမှာထိုင်းတရုပ်ဆောင်တွေအများဆုံးပါဝင်ပေမဲ့မယုံနိုင်လောက်အောင်စ조사အထောက်ထားကြပါတယ်။ဒီဇာကားတွေကမြန်မာမင်းကလေးနေရာမှာပါဝင်တရုပ်ဆောင်ထားတဲ့ထိုင်းကောင်မလေးကဇက်ရုပ်ပြပြင်စေဖို့အတွက်မြန်မာစာကိုပါအထူးတလဲတင်ယူခဲ့တာပါ။ဒီဇလန်တွေထွက်ပေါ်လာပြီးနောက်မှာတော့မြန်မာပြည်သက်တွေကြားမှာသူတစ်ပါးနိုင်ငံကအမှုပညာဖန်တီးမှုတွေကိုချီးကျူးနေကြသလိုကိုယ်နိုင်ငံကရုပ်ရှင်လောကရဲ့အခြေအနေကိုပြန်လည်နှိုင်းယှဉ်ပြီးတော့စိတ်ပြတ်ဝေဖန်မှုတွေလည်းအများပြားရှိနေပါတယ်။မြန်မာလူမျိုးတွေရဲ့လက်တွေ့ဘဝအခက်အခဲတွေကိုကိုယ်နိုင်ငံကအမှုပညာရှင်တွေကိုယ်တိုင်ချပြဖို့ပြက်ကွက်နေခြင်းထိုင်းနိုင်ငံကနေမြန်မာစကားမြန်မာအစားအစာတွေနဲ့တည်တည်စစားပေးပြင်ရိုက်ကူးသွားတဲ့ The Evil Lawyer ဇလန်တွေကတော့ Netflix အထက်တောင်ပြသခွင့်ရသွားပါပြီ။မြန်မာစကားတွေနဲ့ထိုင်းဇာတ်ကားတွေမှာဘာတွေကကွာခြားစေခဲ့လဲဆိုတော့အမြင်လေးတွေကိုမျှဝေခဲ့ပါအောင်နော်